ငလင်ဘေးဆောင်ထိခိုက်ဒဏ်ရာရရှိနေသူတွေကိုပြုစုရမှာရှေးဦးပြုစုသူများအနေနဲ့သိရှိထားရမယ့်အချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ငလင်ဘေးဆောင်ထိခိုက်ဒဏ်ရာရရှိနေသူတွေကိုရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိကြတဲ့ရှေးဦးပြုစုသူတွေအနေနဲ့ဆောင်ရွက်နေစဉ်ကာလအတွင်းမှာအခုဖော်ပြပါဆောင်ရွက်ရှောင်ရန်အချက်တွေကိုသိရှိထားခြင်းအပြင်အန္တရာယ်ကင်းစွာကိုညီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။သိရှိရမယ့်ဆောင်ရွက်အချက်တွေအနေနဲ့ကတော့မိမိကိုညီပြုစုစောင့်ရှောက်မှုပြုလုပ်နေတဲ့ပတ်ဝန်းကျင်မှာကိုညီစောင့်ရှောက်နေစဉ်အတွင်းမှာထပ်မံဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကိုအမြဲတမ်းပြုပါရှေးဦးပြုစုခြင်းလုပ်ငန်းများကိုမိမိတအူးရဲ့ဆောင်ရွက်ခြင်းမပြုဘဲအခြားသောအသင်းဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်ပါမိမိကိုယ်တိုင်ထိခိုက်ဒဏ်ရာရရှိနိုင်တဲ့အတွက်ဒဏ်ရာရရှိထားခြင်းရှိမရှိကိုအမြဲဆန်းစစ်ပါမိမိရဲ့အတွက်ထိခိုက်မှုအန္တရာယ်မှအကာအကွယ်ပေးနိုင်တဲ့အဝတ်အထည်များအုတ်ထုံများလက်အိမ်များဖက်နှက်များကိုဝတ်ဆင်အသုံးပြုပါသွေးရည်ထွက်နေတဲ့ဒဏ်ရာများအတွက်သွေးထွက်မလွန်စေရနဲ့သွေးရည်ထွက်မှုနည်းစေရန်တန်ရှင်းသောအဝတ်ဖြင့်ဓာတ်ရိုက်ဖိနှိပ်ပေးပါသွေးဆုပ်သွေးလန့်ခြင်းလက္ခဏာများဖြစ်တဲ့သွေးခုန်နှုံမြန်ခြင်းအသားရည်ဖြူဖြော်ခြင်းနဲ့အဆက်ခြင်းတို့ထိခိုက်ဒဏ်ရာရရှိသူတွေမှာဖြစ်ပေါ်လာပါကလူနာအားချက်ချင်းလင်းလျောင်းစေပြီးနှွေးနှွေးထွေးထွေးထားပါရှာဝေကဆယ်ခြင်းမှာရရှိတဲ့လူနာများအားသက်ဆိုင်ရာရှေးဦးပြုစုခြင်းနည်းစနစ်များနဲ့ပြုစုပြီးတော့ဆေးရုံကိုအမြန်ပို့ဆောင်ပါရှေးဦးပြုစုသူများအနေနဲ့သက်ဆိုင်သူများထံမှသတင်းဆက်လက်များနဲ့အရေးပေါ်ဖုန်းခေါ်ဆိုမှုများရရှိနိုင်ရေးအတွက်တယ်လီဖုန်းများအတွက် power bank များဆောင်ထားပါငလျင်ဘေးရဲ့နောက်ဆက်တွဲကြောင့်ဖြစ်ပေါ်လာနိုင်တဲ့တရဝါများမူရနေရဲ့အားအမြဲဂရုပြုပါမိမိအသုံးပြုတဲ့စေအိမ်များထမ်းကျင်များကိုအမြဲပြန်လည်စစ်ဆေးပါရှေးဦးပြုစုသူများအနေနဲ့မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်များနဲ့မိမိကိုယ်ကိုစောင့်ရှောက်ခြင်းအားအမြဲတတိပြုပါဒီကိစ္စရရရှိသူများနဲ့ဆက်ဆံပြောဆိုတဲ့အခါမှာ၎င်းတို့ရဲ့ဂုဏ်သိက္ခာကိုအလေးထားပြီးလူသားချင်းစာနာထောက်ထားတဲ့အပြုအမူတွေကိုအစစ်အမြဲတတိရပါစတဲ့ဆောင်ရွက်အချက်အနေနဲ့ဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့ညီမလေးရဲ့ဆောင်ရွက်အချက်လက်တွေကိုပြည့်စုံနဲ့ပြပြပေးပြီးဆိုတော့ရှောင်ရှားရမယ့်အချက်တွေသတိပြုရမယ့်အချက်တွေကဘယ်လိုအချက်တွေဖြစ်မလဲဆိုတော့ဆက်လက်ပြီးမျှဝေပေးပါအောင်နော်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ဂရုပြုရမယ့်ရှောင်ရန်အချက်တွေအနေနဲ့ကတော့ရှေးဦးပြုစုသူများအနေနဲ့ထပ်မံပြိုကျနိုင်တဲ့ရိုင်းနေတဲ့အဆောက်အဦတွေတပင်တွေအနီးမှာလူနာအားပြုစုဆောင်ရှောက်ခြင်းမပြုရပါရှေးဦးပြုစုသူများအနေနဲ့ပြတ်ကျနေတဲ့ဓာတ်ကြိုးတွေပေါ်မှာ၎င်းအနီးမှာ၎င်းထိုင်ခြင်းမတက်ရခြင်းမပြုရပါရှေးဦးပြုစုသူများအနေနဲ့ထပ်မံထိခိုက်မှုများမရရှိနိုင်မှာကမိမိပြုစုရမယ့်လူနာအားမလိုအပ်ဘဲစမ်းစမ်းတန်တန်ကင်တွယ်ခြင်းနဲ့အလျင်စလိုရွှေပြောင်းတင်ဆောင်ခြင်းမပြုရပါပျက်စီးကြေကွဲသွားတဲ့ဖန်ပရင်းပေါက်အနီးမှာဖွင့်လျက်ရှိတဲ့အိုးများထဲမှာမြည်သည့်အရာမှမစားမိမတောက်မိစေရန်မိမိနဲ့ပတ်ဝန်းကျင်မှာသူများအားတတိပေးပါလူနာတင်ရင်နဲ့လူနာပို့ဆောင်နေစဉ်နောက်ဆက်တွဲငလျင်ဖြစ်ပေါ်ပါကကားမောင်းခြင်းကိုချက်ချင်းရပ်တန့်ပါရှေးဦးပြုစုရမှာလက်အိမ်မဝတ်ဖဲပြုစုခြင်းမပြုရပါလက်အိမ်မရှိပါကလူနာပြုစုရမယ်မိမိရဲ့လက်များအားတန့်ရှင်းစေရစေကြောပါမတန်တပ်ပုံဗီဒီယိုရိုက်ကူးတဲ့အခါမှာလူသားချင်းစာနာထောက်ထားမှုနဲ့လူကုန်သိက္ခာထိခိုက်စေမဲ့အပြုအမူတွေရိုက်ကူးမှုတွေကိုရှောင်ရှားပါဆိုပြီးတော့သိရှိဂရုပြုရမယ်ဆောင်ရန်ရှောင်ရန်အချက်တွေကိုအများပြည်သူအားလုံးသိရှိစေနိုင်မှုအတွက်တင်ဆက်ပေးလိုက်ပါရရှင်